လွန်ခဲ့သော19နှစ်ခန့်ကအလုပ်အင်တာဗျူးသွားဖြေခဲ့သောကျမမင်္ဂလာပါမမင်္ဂလာပါသမီးထိုင်သမီးနာမည်ဟုတ်သမီးနာမည်စာရင်လေးမဟုတ်ခုကသမီးရဲ့ကြောက်ပြီးထားတာ2နှစ်တောင်ရှိပြီပေါ့တခြားဘာလုံးမလုပ်ဘူးလားဟုတ်သမီးကကြောင်းပြီးထားတာတော့2နှစ်လောက်ရှိပြီမှာအပြင်လို့တော့တခုမှမလုပ်ဖြစ်သေးပါဘူးအိမ်မှာပဲနေပြီးအိမ်လုပ်တွေပဲလုပ်ရဆိုတော့ဒီရတော့ပထမဆုံးနေမှာသမီးရဲ့အင်တာဗျူးပါဟုတ်ကြောင်းပြီးထားတာကြာပြီဆိုတော့စာရီရောမှတ်မိသေးရဲ့လားနည်းနည်းပါတော့တိပါသေးတယ်မှာအများကြီးတော့မသိတော့ဘူးဟုတ်โอเคလေအဲ့ဒါဆိုရင်တော့တကူတော့မေးကြည့်ရပါပေါ့ profit and loss ဆွဲတဲ့အခါ profit and loss မှာဘာတွေပါလဲမမီရောမမမီရောမဟေးတီတော့ပေါ့ကဲအဲ့ဒါဆိုရင်နောက်တစ်ခုထပ်မိမယ်ဘဲလန့်ရှိလို့သိတယ်မလားဘဲလန့်ရှိမှာရောဘာတွေပါလဲဘဲလန့်ရှိဆွဲတဲ့အခါဘာတွေထိပ်ပြီးတော့ဆွဲရလဲအဲ့လေမသိတော့မှအဲ့လေမသိတော့မှဟဲ့ကောင်းမလေးစာရီပါလေကျောင်းမှာထားခဲ့ရလားဟလားတီးတော့ဘူးလားပါမဟုတ်ကျောင်းမှာထားခဲ့ရတော့မပေါ့မှကျောင်းပြရတယ်ကြာပြီဆိုတော့မေကုန်လားโอเคအဲ့ဒါဆိုနောက်ဆုံးတစ်ခုမိမယ်prepaid နဲ့ advance နဲ့ဘယ်လိုကွာလဲ prepaid ပေးတဲ့ဟာနဲ့ advance ပေးတဲ့ဟာနဲ့ဘယ်လိုကွာခြားမှုရှိလဲဟုတ်မှာဟဲ့ရှိပဲကြီးရတာတဟိဟိနဲ့ရှိပဲကြီးရတာတဟိဟိနဲ့ဘာမှမသိတော့ဘူးပေါ့မလေးစာရီအကုန်လုံးကြောက်မှထားခဲ့တော့တာပေါ့ဟုတ်လားစာရီမမမီတော့တာမှအဲ့လိုမျိုးဖြစ်နေရတယ်ကြောင်းပြရလဲကြာပြီဆိုတော့ဟိုမျိုးမမမီတော့တာမှမလေးကဲဒါဆိုရင်ညီဟိုပါလေဖျားစာတွေပါရောရလားရှင်အော်ဖျားစာတော့ရပါတယ်မှာပေရိတ်ကြီး17တုပ်ရှိရလေ17တုပ်တွေမှာပေရိတ်ကြီး17တုပ်အကုန်ရလားပေရိတ်ကြီး17တုပ်မှာသမီး4တုပ်တော့ရတယ်မှာ4တုပ်ရပါတယ်ပြောပါအောင်ညီရတယ်4တုပ်ကဘာတွေတော့ဟုတ်မင်္ဂလာတုပ်ရယ်မေတ္တာတုပ်ရယ်
ဘူးစင်ကတော့ရဲ့ခန္ဓာတော့ရပါမှာဟုတ်โอเคအဲ့ဆိုရင်ကျုပ်ကိုမင်္ဂလာတော့အစာလေးရွတ်ပြစမ်းဟုတ်မှာဟုတ်ရန်မင်္ဂလန်ဒေါက်တာသားကြီးစိနေသူကတူကတနန္တကိစ္စနေတနန္တစာမင်္ဂလန်ရပြီဒါဆိုရင်မေတ္တာတော့အစာရွတ်ယတ္တာနုဘဝတော်ယက္ခာနိဝတတတိပိတနေညီစီဝနိအောင်စတော်တေတုယမတန်တိတော်ကြဲကပြီးတော့ဘိုးစင်ကတော့ရွတ်ဟုတ်တန်တာရိသတန္တနံတပတုခောဝနတနေတရတေမိဇာဘုဇင်ကေမရတိနာမတနေဘုဇိတုဝါယတိမိတတတိဘမုဒ္ဒကုတ္တမနောက်ဆုံးခန္ဓာတော့ဟုတ်မှာသဗ္ဗတိဝိဒါဇရိနေဒီဗမတကတဝိဇာနာတိဝိတံကောသဇပိပရိတံအနာကိတမိတပ္ပတာသဗ္ဗတာသဗ္ဗပါဏိနေမလီတော်သေးတာပေါ့ဒါတွေတော့ရတာဟုတ်ပြီအဲ့ဖရားစာရီတော့ရတယ်မှာဟုတ်ကဲအလုပ်အင်တာဗျူးလာဖြေတာအလုပ်နဲ့ပတ်သက်လို့မေးရလဲစာနဲ့ပတ်သက်လို့မေးရလဲဘာမှမသိဘူးဖရားစာတော့ရလေလို့တော်သေးတာပေါ့ကဲအဲ့ဒါဆိုတော့ညီကိုထပ်မေးနေလဲညီဘာမှသိမှာမဟုတ်ဟုတ်တယ်မလားဟင်းပဲရင်းနေအောင်ပါနော်ဟုတ်စာရီကတော့အဲ့ကြောက်ပြီးတာလဲကြာနေတာဟောပြီးတော့အမကိုကြောက်တာနဲ့ရောမမိတာတွေရောမေ့ကုန်တာတွေရောမသိတော့တာမှညီကိုအလုပ်ရရတယ်မရဘူးဆိုတာကိုညီကိုအခုအလုပ်သွင်းပေးတဲ့အမနဲ့အကြောင်းပြပေးလိုက်မယ်ဟုတ်ပြီလားဟုတ်မှာဟုတ်ပြီးရောအဲ့ဒါဆိုသွားလို့ရပြီဟုတ်ကဲ့ပါမဟုတ်အဲ့ဒါသမီးကိုခွင့်ပြုပါအောင်နော်အမ